လာကဘာပေါ်ကနေရိုက်ကူးမိခဲ့တဲ့တပ်ပုံတွေမှာရှုပ်ဝက်စမ်းကြင်မှုတွေဘလောက်အတိုင်းအတာတွေရှိနေမလဲ။မင်္ဂလာပါပြည်သက်ကြီးတို့ရေလူသားတွေဟာလာကဘာပေါ်ကိုခြေချနိုင်ခဲ့တာအခုဆိုရင်တော့နှစ်ပေါင်း90ကျော်ပါပြီ။လာကဘာပေါ်ကိုစတင်ရောက်ရှိခဲ့တဲ့အချိန်ကနေစလို့အခုလက်ရှိအချိန်ထိအဖြစ်ရှာမရသေးတဲ့စိတ်ဝင်စားဖွယ်ကောင်းပြီးတော့စမ်းကြင်တဲ့ကိစ္စရပ်တွေအများကြီးရှိပါသေးတယ်။လာကဘာလို့ပြောလိုက်ရင်တော့လူသားတွေနေထိုင်ရှင်သန်ဖို့ခက်ခဲတဲ့အောက်ဆီဂျင်မရှိတဲ့ဂျိုကြီးတစ်လုံးလို့သိကြပါတယ်။လက်တွေမှာတော့လာကဘာဟာအဲ့ဒီလောက်ထိမရိုးရှင်ပါဘူး။ကမ္ဘာနက္ခတ္တဗိဒပညာရှင်တွေတောင်မှဖြည့်ရှင်းလို့မရတဲ့ဗဟေလိတွေအများကြီးရှိပါတယ်။အဲ့ဒီထဲကနေမှယနေ့မှာတော့လာကဘာပေါ်ကနေရိုက်ကူးမိခဲ့တဲ့ထူးခြားတဲ့ဓာတ်ပုံတွေရဲ့အကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားနေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွာနားလေးမှ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရများကိုပြည်သက်များအတွက်အမြဲတမ်းလို့တင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ပထမဆုံးဓာတ်ပုံကတော့လာကဘာပေါ်မှာတွေ့ရတဲ့လူတစ်ယောက်နဲ့အဲ့ဒီလူရဲ့အရေးလိုယူဆရတဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။အာကာသယာဉ်အပိုလို11ဟာ240ပြည့်မစ်ရှင်တစ်ခုအနေနဲ့လာကဘာပေါ်ကိုဆင်းသက်ခဲ့ပါတယ်။အဆိုပါရင်နဲ့အတူ Google အားခိုပါတက်ဆင်ပေးခဲ့ပါတယ်။အဲ့ဒီအက်ကနေပြီးတော့ဖမ်းယူရရှိခဲ့တဲ့ဓာတ်ပုံကအာကာသယာဉ်မှုတွေကြားထဲမှာအတော်လေးကိုတုံ့လုံးစရာကောင်းခဲ့ပါတယ်။လာရဲ့မျက်နှာပြင်တနေရာမှာအရေးမင်းမင်းကြီးတစ်ခုကိုတွေ့ခဲ့ရပြီးတော့အဲ့ဒီရုပ်ပုံကိုဇွန်ဆွဲကြည့်တဲ့အခါမှာတော့လက်နှစ်ဖက်ကိုမြောက်ထားတဲ့အမျိုးသားတစ်ယောက်ရဲ့ပုံဖြစ်နေပြီးနောက်ကအရေးကအဲ့ဒီအမျိုးသားရဲ့အရေးထင်းဟန်နေတာပါ။ဒီဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ YouTuber တွေကြားမှာလည်းအတော်လေးကိုကြရက်ထားခဲ့ပါတယ်။တချို့ကဒီအမျိုးသားဟာလာကဘာပေါ်ကိုအစောဆုံးရောက်ရှိခဲ့တဲ့ခန္ဓာကိုယ်ကြီးမားတဲ့ဂရီအမျိုးသားတအူးလို့ခံမှန်းခဲ့ကြပါတယ်။အဲဒီနောက်သူတွေတနာတွေအချင်းချင်းပြုလုပ်ပြီးတဲ့နောက်မှာတော့ဒီဓာတ်ပုံကိုပထမဆုံးရိုက်ကူးယူနိုင်ခဲ့တဲ့အာကာသယာဉ်သားလျင်လာကဘာပေါ်ကိုပထမဆုံးဆင်းသက်နိုင်ခဲ့တဲ့ဆိုတာကိုသိရှိခဲ့ရပါတယ်။ဒါကြောင့်ဒီလူဟာသူတို့ထက်အရင်လာကဘာပေါ်ကိုရောက်နေတာဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးလို့လည်းကောက်ချက်ချခဲ့ပါတယ်။အဲဒီနောက်ပညာရှင်အဖွဲ့ဟာဒီပုံရိပ်ကလူတစ်ယောက်မဟုတ်ဘဲလူသားတွေရဲ့စိတ်ကိုထင်အောင်ထင်မှားဖြစ်စေတဲ့တာမန်အရေးတစ်ခုသာဖြစ်ကြောင်းအတည်ပြုခဲ့ကြပါတယ်။နောက်တစ်ခုကတော့1982ခုနှစ်မှာ Stain Character ဆိုတဲ့အာကာသယာဉ်တစ်စီးရိုက်ကူးမိခဲ့တဲ့လာကဘာပေါ်မှာအလင်းတန်းတွေမကြာခဏဖြာထွက်လာပုံပဲဖြစ်ပါတယ်။အဆိုပါအလင်းတန်းတွေဟာတနေရာတွေကနေထွက်ပေါ်လာတာမျိုးမဟုတ်ဘဲနေရာအနှံ့ပြားကနေထွက်လာခဲ့တာပါ။ထွက်လာတဲ့အချိန်ကလည်းတိုးတောင်းပြီးတော့ရုတ်တရက်ဆန်ပါတယ်ကြိုတင်ခံမှန်းလို့လည်းမရပါဘူး။အဆိုပါဖြစ်ရတဲ့ပတ်သက်ပြီးတော့ရှုပ်ဝက်သူတွေအဖွဲ့ကဒါဟာနိုင်ငံခြားအကြီးစားသင်္ဘောတစ်စီးကလျှက်စစ်ဓာတ်တွေကိုသွင်းယူရင်းနဲ့လာကဘာပေါ်ကိုအလင်းရောင်ပြန်ဟန်ချင်းဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။ဒါပေမဲ့ဘယ်သင်္ဘောပါဆိုတဲ့အမည်နာမကိုတော့တိကျကျဖော်ထုတ်မပေးနိုင်ခဲ့ပါဘူး။ဒီအလင်းတန်းတွေဟာကမ္ဘာမြေပေါ်ကပို့လွတ်တဲ့လျှက်စစ်အလင်းတန်းတွေမဖြစ်နိုင်ဘူးလို့ကောက်ချက်ချတဲ့ပညာရှင်အဖွဲ့ကဒီအလင်းတန်းတွေဟာလာကဘာပေါ်ကနေထွက်ပေါ်လာတဲ့ပြန်လင်းတန်းတွေဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဒါပေမဲ့လာကနေဖြာထွက်လာတဲ့အလင်းတန်းတွေဟာကမ္ဘာပေါ်ကနေဖမ်းယူအတည်ပြုဖို့အတွက်တော့အင်မတန်မှသိငယ်လွန်လှပါတယ်။ဒါကြောင့်အဆိုပါစမ်းကြဲတဲ့ဖြစ်ရကလည်းပညာရှင်တွေအတွက်တော့လာကဘာနဲ့ပတ်သက်ပြီးအဖြစ်မရှာနိုင်ခဲ့တဲ့ဘဲလီတစ်ပုတ်ဖြစ်လာခဲ့ရပါတယ်။လာကဘာနဲ့ပတ်သက်ပြီးတော့အဖြစ်မရှာနိုင်သေးတဲ့တခြားသောထူးခြားဖြစ်ရတွေလည်းအများကြီးရှိပါသေးတယ်။အခုဆိုရင်လာကဘာပေါ်ကိုကမ္ဘာမြေပြင်ပေါ်ကနေပြီးတော့အာကာသယာဉ်တွေအတော်များများကတွားရောက်နိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်ပညာရှင်တွေအတွက်ဖြစ်ရှင်းရမလွယ်ကူတဲ့ဖြစ်ရတွေကလည်းအသစ်တွေပေါ်ထွက်လာနေအောင်ပါပါ။ဒါကြောင့်ကမ္ဘာပေါ်မှာကျွမ်းကျင်တဲ့နက္ခတ္တဗေဒပညာရှင်တွေများများပေါ်ထွက်လာစေဖို့အလွန်ပဲအရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဇော်ဒီကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။